နောက်ထပ်မေးခွန်းရရှင်ဗျာတေကန်နီးစိတ်မှာဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာနောင်ဘဝအတွက်ဘယ်လောက်ထိအရေးပါလဲရှင်ဗျာ သူကတေကန်နီးဆိုတော့ခိဝမှာနေတဲ့လူပဲလူလိုပဲထွက်ရင်သူရှေ့ကအရင်ရောက်တော့မှာပဲ တင်ပါဗျာ ခိဝရောက်တဲ့အချိန်မှာကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရသွားမယ်အကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရသွားမယ် တင်ပါဗျာ အဲ့တော့နောက်ဘဝအတွက်အရေးပါတယ်လို့ဆိုရမယ်သူက တင်ပါဗျာ တေကန်နီးလေးဖြစ်တဲ့စိတ်ဟာနောက်ဘဝအတွက်အရေးပါတယ်အဲ့ဒါကိုအာတဏကံလို့ခေါ်တယ်အာတဏကံ တင်ပါဗျာ တေကန်နီးမှာပြန်ပြီးတတိယရင်လည်းအာတဏကံပဲသို့မဟုတ်တေကန်နီးကြတော့မှကုသိုလ်ကောင်းမှုလုပ်လိုက်ရင်လည်းဒါအာတဏကံပဲအသစ်လှုပ်တာဖြစ်စေအဟောင်းကိုပြန်တတိယတာပဲဖြစ်စေတေကန်နီးမှာဖြစ်လာတဲ့ကုသိုလ်စိတ်တွေကနောက်ဘဝအတွက်သူကအဆုံးဖြတ်ပေးနိုင်တယ်ပေါ့ တင်ပါဗျာ ဟိုစာပေကျမ်းကမှာတော့ဥပမာပဲလို့ပေးတော့ဆိုခြံသွင်းတဲ့အချိန်မှာနအိုကြီးတစ်ကောင်ဟာနောက်ဆုံးမှသူကဝင်ရတော့ခြံတကားနားမှာသူအိပ်ရတယ်ခြံတဲ့နွားတွေကသူ့ရဲ့တန်မာတဲ့နွားတွေကခြံထဲမှာအိပ်ကြတယ်မနေ့ခြံတကားဖွင့်ပြီးတော့ခြံတကားဖွင့်ပေးလိုက်လို့ရှင်အဲ့ဒီနအိုကြီးကပဲအရင်ထွက်ရမှာ တင်ပါဗျာ ဟောအဲ့ဒါလိုပဲအားရှိရှိမရှိရှိကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေနောက်ဘဝအတွက်သူကဟိုတန်းစီတဲ့နေရာမှာထိတ်ဆုံးရောက်နေတယ်ပေါ့ တင်ပါဗျာတင်ပါ ထိတ်ဆုံးရောက်နေလို့သူကကီယူလုံးရင်သူပဲရှေ့ရောက်တော့မှာပဲဒါတော့